စောစောကလေကျမတခုပြောဖို့ဒီမေ့သွားလို့ကျမဒီနေ့တနာချေတယ်ပြီးရင်ကျမကရိုးရိုးထမင်းမစားဘူးထောပတ်ထမင်းစားပါမယ်ရှင်တနာချေပြီးသွားပြီးတော့ကျမကထောပတ်ထမင်းစားပါတယ်ရှင်ကျမအပေါ်မှာစိတ်ထားမကောင်းတဲ့သူတွေရှင့်ပြောလိုက်မယ်နော်ပါဝါဆိုတာလေတယောက်နဲ့တယောက်မွေးရပါမတူဘူးရှင့်ဒါကြောင့်မလို့တချို့ကတော့သူ့ကိုဘာဖြစ်ပါစေလို့လုပ်လိုက်တယ်သူကပါဝါပိုမြင့်သွားတယ်ရေမြင့်နေကြာတင့်နေဆိုတာကြားဘူးလားရှိရေကတော့တက်လိုက်တာဒါပေမဲ့ကြာဆိုတာနွန်ကပေါက်တယ်ဆိုရင်ကြာရေပေါ်မှာပဲနေတာရေမြင့်ရင်ကြာတင့်သူ့ကိုခြုံထဲကိုရောက်အောင်တော့တွန်းလိုက်တာဒါပေမဲ့ခြုံပေါ်မရောက်ဘဲနဲ့ဆိုင်းရကော်လိုက်ပေမဲ့နော်သူကခြုံရဲ့ဟိုဘက်ကနေတောင်ပေါ်ရောက်သွားဒါမျိုးတွေရှိရရှင်နော်အဲ့တော့ mind power inside of my body ကျမရဲ့ power ကျမခန္ဓာကိုယ်ထဲမှာရှိတယ်ရှင်ကျမပေါ်မှာဘလောက်ပဲမကောင်းကြံကျမကသာသနာပြုလျက်ပဲကျမ်းမာလျက်ပဲသာသနာပို့ပြီးပြုပြီးကျမရဲ့ power တွေကပို့ပြီးကြီးပြီးတော့နော် supreme power ပို့ပြီးတော့ high ဖြစ်လာမယ်ရှင်နော်အဲ့ဒါကြောင့် power ကျမ power တွေထက်ပို့ပြီးတော့ high and bigger နော် you see ဒါကြောင့်မလို့ကျမကလေpower တွေပို့ကြီးအောင်ကျမအနေနဲ့ဆရာတခေတွေရဲ့ဝိဇ္ဇာဆရာတခေတွေရဲ့အကျင့်တွေကိုကျင့်ပါတယ်ကိုငရဲပြအောင်မစွဲသွင်းပါနဲ့ရှင်အသက်တွေကြီးလာပြီ mind power inside of my body you know